မမြဲတဲ့သဘာဝတရားကိုဆင်ခြင်စဉ်းစားလိုက်တာနဲ့တပြိုင်နက်တွေ့တာမှုမှန်သမျှကိုလျှော့ချနိုင်ပါ။အိုးငါတွဲနေလို့လူချင်းတွဲရင်လေတနေ့ကျတော့ခွဲရပစ္စည်းဥစ္စာတွဲရင်လေသင်္ခါရဆိုတာဘယ်မှမမြဲဘူးဆိုတဲ့အတွေးနဲ့ဆွလန်းမှုတွေတွေ့တာမှုတွေကိုလျှော့ချတယ်။လောကကြီးကမမြဲဘူးဆိုတာကိုအချိန်တိုင်းတာလေးတစ်ခုအတွင်းမှာပဲလက်ဖြစ်တည်းအချိန်လောက်တူတောင်းတဲ့အချိန်လေးပဲဖြစ်စေကိုတယောက်တည်းနေတဲ့အချိန်လေးမှာစဉ်းစားလိုက်ပါဝိပဿနာဉာဏ်လေးဖြစ်အောင်ငါဟာတဖြည်းဖြည်းပုံမင်းလာတယ်နော်ငါမှလည်းသိခြင်းသဘောရှိတယ်သိခြင်းတရားကိုငါမလွန်ဆန်းနိုင်ဘူးနေ့စဉ်အတ္တနာမှာရှိတဲ့ယုတ်တိနတ်နဲ့အားလုံးပြောင်းလဲနေတဲ့အရာသာဖြစ်တယ်ငါနဲ့ငါပတ်ဝန်းကျင်မှာရှိတဲ့သင်္ခါရတရားအလုံးဟာလည်းဘယ်ရာမှမမြဲဘူးအလုံးပြောင်းလဲပြီးနောက်ဆုံးပျက်စီးရမှာဖြစ်တယ်ဆိုတဲ့ဒီအမြင်ကလေးကိုယ်တဏ္ဍာမှာရအောင်ဖြစ်အောင်ဒီအသိဉာဏ်လေးဖြစ်အောင်ကြိုးစားလိုက်ပါဆွလမ်းမှုတော်တမှုတွေကိုလျှော့ချနိုင်လို့ရှိရင်ရင်ထဲကတောကလည်းရောချသွားမှာပဲဖြစ်တယ်ဒါကြောင့်ဝိပဿနာကုသိုလ်ကပုံမြတ်တယ်နိဗ္ဗာန်ဆိုတဲ့အငြိမ့်တဲ့နဲ့အလွန်နီးသွားလို့မဲ့ကုသိုလ်ကိုရနိုင်တဲ့လမ်းကြောင်းဖြစ်လို့ဝိပဿနာကုသိုလ်ဒီအကောင်းဆုံးကုသိုလ်လို့ဒီလိုဝေလာမသုတ္တမှာဟောတာဖြစ်တယ်